တနင်္လာသားသမီးများအတွက်2026တနှစ်တာလုံးကကြမ္မာဟော့စတယ်နဲ့စာရှောင်းလေးတွေကိုဆမလေးကတေးစိပြပြပေးတော့မှာဖြစ်ပါတယ်ရှင်။ဆရာမကတော့တောင်းတဲ့ဗီဒီယိုတက်မြတ်ကိုပြပြပေးတော့မယ်ဆမလေးသုံးခတ်မိပဲဖြစ်ပါတယ်ရှင်။ဆမရဲ့ page ကို like and follow လုပ်ပေးထားပါ။ဆမရဲ့ TikTok account ကိုလည်း like and follow လုပ်ပေးထားပါရှင်။ဒါမှဆမနှစ်စင်နေပြီးတဲ့ကုသဗီဒီယိုတွေနဲ့ဒီလိုမျိုးရေးတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆမဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။ဆမတို့2026မှာတနင်္လာသားသမီးတွေရဲ့ကကြမ္မာကနမိတ်ကောင်းများထွန်းလင်းတောက်ပလာတဲ့အခြေအနေကာလတစ်ခုလို့ပြောလို့ရပါတယ်ရှင့်။ကျမတို့နမိတ်ကောင်းတွေထွန်းလင်းတောက်ပလာမယ်ဆိုတာဘယ်လိုမျိုးလဲနော်နမိတ်ကောင်းတွေထွန်းလင်းတောက်ပလာတော့မယ်ဆိုတာကကိုယ့်စီကိုမကောင်းတဲ့အရာတွေပြီးဆုံးသွားပြီးကောင်းတဲ့အရာတွေကိုကိုယ့်ထံကိုရောက်ရှိလာမယ်အချိန်ကာလနှစ်တစ်နှစ်လို့လည်းပြောလို့ရပါတယ်ရှင့်။2025တုန်းကပင်ပန်းမှုတွေစိတ်ရမှုတွေအစင်မပြေမှုတွေငွေကြီးဆိုင်ရာမလဲပတ်မှုတွေငွေတွေဆုံးရှုံးခဲ့ရတာတွေကျွေးတွေပတ်လည်ဝိုင်းနေရတွေညှော်လေထားသလောက်ငွေပမာဏကိုယ့်ထံကိုမရောက်ရှိလာတာတွေကြောင့်စိတ်ပင်ပန်းခဲ့ရပြီပေါ့နော်ဒီပင်ပန်းမှုတွေကပေါ့နော်ဒီ2025မှာကြံ့ရစ်ခဲ့ပြီပေါ့နော်ဒီ2026မှာစီးပွားရေးတွေကပြန်ပြီးတော့အချိန်တက်လာမဲ့အခြေအနေကာလတစ်ခုပဲဖြစ်ပါရဲ့ရှင့်ကျမတို့ငွေမလဲပတ်တဲ့သူတွေအကျွေးတွေပတ်လည်ဝိုင်းနေတဲ့သူတွေငွေကြီးကြောင့်စိတ်ပူပင်စိတ်တော်ကရောက်နေတဲ့သူတွေဒီ2026မှာပင်ပန်းခဲ့ရတဲ့အရာတွေအားလုံးပြီးဆုံးပြီလို့ယူဆလို့ရပါတယ်ရှင့်တခုတတိထားပေးရမှာကတနင်္လာသားသမီးတွေကစာထုံးစာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ငွေကြေးဆိုင်ရာကိစ္စတွေမှာတေချာလေးဆုံးဖြတ်ပြီးမှဝယ်သင့်ပါတယ်ရှင့်မဟုတ်ရင်အခိုင်အမာမရှိတဲ့အရာတွေအခြားအကြောင်းအများကြောင့်စိတ်ညစ်စိတ်လျှော့ရတတ်ပါတယ်ရှင့်ဒါပေမဲ့တနင်္လာသားသမီးတွေကဒီ2026ထဲမှာအိုးအိမ်နေမရှိတဲ့သူတွေအောင်မှဒီ2026မှာအိုးအိမ်တစ်ရကိန်းရှိပါတယ်ရှင့်2026ထဲမှာတနင်္လာသားသမီးတွေကမိတ်ဆွေအစ်စ်မှန်တွေကပေါ့နော်ကို့အနားမှာစစ်ထုတ်သွားပြီးလို့ပြောလို့ရတဲ့အခြေအနေကာလတစ်ခုလည်းဖြစ်ပါတယ်ရှင့်2025မှာကိုကလူတွေအကြောင်းကိုသိခဲ့ရပြီးသူတို့ကိုပေါ့ဘလို့စိတ်ဓာတ်ရှိရာတွေကိုသိရှိခဲ့ရပြီးအတွက်ပေါ့နော်ဆမတို့မိတ်ဆွေကောင်းတွေမိတ်ဆွေတွေဒီ2026ထဲမှာစစ်ထုတ်ပြီးသွားပြီးတော့ဖြစ်ပါတယ်ရှင့်ဒါကြောင့်2026ထဲမှာတကယ်ကိုစိတ်သစ်လူတင်တဲ့ကောင်းမွန်တဲ့နေ့ရက်လေးတွေရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင့်ဆမတို့အကြံပေးချင်တာတော့ဒီ2026မှာအညံ့နေပြေပြောက်ပြီးတော့ပေါ့နော်ကံကကူမဲကိုကအလုပ်လုပ်ရုံပဲလိုအပ်ပါတယ်ရှင့်2026မှာငွေဝင်လန်းနေအများကြီးရှိလာမယ်ငွေဝင်လန်းနေအများကြီးရှိနေပေမဲ့တခုတတိထားရမှာက2026မှာငွေထက်လန်းရလည်းအရင်များနေပါတယ်ရှင်ငွေထက်လန်းအရင်များနေဆိုတာကသုံးတင်တာတွေသုံးပြီးတော့မသုံးတင်တာတွေမသုံးဖို့ပဲကိုစိတ်ကိုနိုင်အောင်ထည့်ရမယ်ပေါ့နော်အဲ့ဒါမှကိုရီမန်းချက်တွေကိုပန်းနိုင်နေတကယ်ကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ရှင်ဆမကတော့ဒီ2026မှာအကောင်းဆုံးနှစ်လို့တော့ပြောလို့ရပါတယ်ရှင်တနင်္လာသားသမီးတွေကပေါ့နော်ပြီးရင်ဆမတနင်္လာသားသမီးတွေအခုချိန်မှာစိတ်ညစ်စိတ်ပင်ပန်းနေခဲ့ရတဲ့သူတွေဘာမှစိတ်ညစ်စိတ်တက်ကြစရာမလိုဘူးကိုယ့်ရဲ့ကန်ဆာလာအတက်ဘက်ကိုပြန်ပြီးရောက်တဲ့အတွက်ကိုဘာလို့အဆင်ပြေလာတော့မယ့်အခြေအနေကာလတစ်ခုကိုရောက်ရှိလာတော့မယ့်အတွက်ပေါ့နော်အတင်ထားဖို့ဆံမလေးတော့မှားချင်ပါတယ်ရှင်ဒီ2026မှာတနင်္လာသားသမီးတွေကပေါ့နော်ကိုမပိုင်ဆိုင်ခဲ့ဘူးတဲ့ပစ္စည်းဥစ္စာတွေဒီ2026ထဲမှာပိုင်ဆိုင်ရခင်းရှိပါတယ်ရှင်ဒီ2026ထဲမှာဝန်ထမ်းဖြစ်ပါကပေါ့နော်အလုံးနဲ့ပတ်သက်တဲ့သတင်းကောင်းတွေကြားရတတ်တယ်အလုံးမှာလစာတိုးတာ bonus တွေရတာပေါ့နော်တထရကိုပေါ်အကောင်းမြင်စိတ်တွေပြန်မြင်လာတာအဲ့ဒီလိုမျိုးလေးတွေကြုံတွေ့ရခင်းရှိပါတယ်ရှင်ကိုပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေကတော့ဒီ2026ထဲမှာပေါ့နော်အရင်ကြီးမလို့ပဲနဲ့ပေါ့နော်ကိုယ့်ရဲ့အောင်မြင်မှုလမ်းစာလေးတွေ့လာသလိုမျိုးပဲပေါ့နော်လမ်းကြောင်းကောင်းတွေပေါ်လာနိုင်ရှိပါတယ်ရှင့်ငါဒီလုပ်ငန်းကိုလုပ်ရင်ကောင်းမလားဆိုပြီးတော့ကိုပိုင်လုပ်ငန်းစတင်တဲ့သူတွေပေါ့နော်စပြီးတော့လုပ်ကြည့်ပါတကယ်ကိုနဲ့အကျိုးပေးမဲ့နှစ်လို့ပြောလို့ရပါတယ်ရှင့်တနင်္လာသားသမီးတွေထဲမှာပေါ့နော်ဒီ2026ထဲမှာအလုံးမရှိတဲ့သူတွေရတော့မှာပေါ့နော်ဒီ2026ထဲမှာအလုံးရခင်းရှိရဲ့ဒီအလုံးရတဲ့အလုံးကလည်းကိုယ့်အတွက်မြဲမယ်ကိုယ့်အတွက်လည်းတထေးကောင်းရရှိမဲ့အခြေအနေကာလတစ်ခုပဲဖြစ်ပါရဲ့ရှင့်တကယ်ကိုကောင်းမွန်တဲ့အခြေအနေကာလတစ်ခုပဲဖြစ်ပါရဲ့ရှင့်ဆမတော့အကြံပေးချင်တာပေါ့နော်နှစ်တာလတစ်ခုလုံးပေါ့နော်အမဲသားစိတ်သားလေးရှောင်ပေးဖို့မှာကျင်ပါရဲ့ရှင့်ပြီးရင်ဆမအကြံပေးချင်တာပေါ့နော်တင်လာသားသမီးတွေထဲမှာပေါ့နော်အာသူဘပိုးတာဒါမှမဟုတ်တင်းချိုင်းမြေနင်းနာလေးတွေမလုံးနဲ့ပေါ့နော်တကယ်လို့ကိုကမဖြစ်မနေအာသူဘပိုးရမယ့်အခြေအနေကာလတွေရှိလာတဲ့ခါကျရင်လေပြန်လာတဲ့ခါကျရင်တယောက်ကင်မွန်းရဲ့စားရဲ့စံစည်းရဲ့အဲ့တွေကိုခေါင်းကနေလောင်းချပြီးတော့တာရဏဂုံရွတ်ပြီးတော့လောင်းချပြပါရှင့်ဘာလို့လဲဆိုတော့အညံ့နေပါလာမှာဆိုလို့ပါရှင့်ဘာလို့ဆိုတော့ဒီ2026မှာကိုယ့်ရဲ့တက်လန်းတွေရောက်ရှိလာမှာပြီးဖြစ်တဲ့အတွက်ပေါ့နော်ကိုကလက်ပိတ်တဲ့အရာတွေမလုံးမိစေနဲ့ပေါ့နော်ဥပမာကိုကဗုဒ္ဓဝနေ့တိုင်းခေါင်းမလျှော်နဲ့45ရက်တိတိလက်ပိတ်တက်တယ်ပေါ့နော်ပြီးအမဲသားစိတ်သားလေးရှောင်ရင်ပို့ပြီးတော့ကောင်းနေရှင့်ဘာဖြစ်လို့ဆိုတော့အလုတ်အကင်ကောင်းနေပို့ပြီးတော့ပွင့်လန်းလာမယ်ပေါ့နော်တကယ်ကိုအောင်မြင်မဲ့နှစ်တစ်နှစ်လို့လည်းပြောလို့ရပါတယ်ရှင့်အရင်တော့ယာဒူးတိုးမလားလို့စောင့်နေတဲ့သူတွေကတော့မတိုးတဲ့သူတွေကတော့ဒီ2026ထဲမှာယာဒူးတိုးလာစာတိုးကိန်းရှိပါတယ်ရှင့်
ဆမကတော့အကြံပေးချင်တာတော့တနင်္လာသားသမီးတွေကပေါ့နော်ဟိုစိတ်ရင်းကောင်းတယ်စေတနာကောင်းတယ်သူများတကောင်အာမခံပေးတာငွေချီရတယ်ပါတယ်မလုံနဲ့နော်ဒီ2026မှာကိုကအာမခံပြီးငွေချီပေးတဲ့လုပ်ငန်းတွေမှာကိုကဂျားခံပြီးလုပ်မိတဲ့ခါကျရင်ကိုကစိတ်နဲ့စိတ်လျှော့တတ်တယ်ကိုကလည်းငွေမချီပေးနဲ့ကိုကလည်းသွားပြီးငွေချီဖို့အတွက်ကိုအာမမခံပေးနဲ့ပေါ့နော်အဲ့ဒီလိုကိစ္စတွေမှာကိုကစိတ်နဲ့စိတ်လျှော့တတ်တာမလို့ဒီကိစ္စလေးတွေရှောင်မေးဖို့ဆံမလေးရတော့မှကျင်ပါတယ်ရှင့်ကျမတို့2026တလပိုင်းကနေ4လပိုင်းထိပေါ့နော်ဒီ4လကစီးပွားရေးတွေပြန်ပြီးတော့ကောင်းမွန်လာမယ်5လပိုင်း6လပိုင်း9လပိုင်း10လပိုင်းဒီ4လကတော့ကျမတို့ငွေလေပတ်မှုတွေတိတိတတ်မြင်လာမှာဖြစ်ပါတယ်ရှင်ငွေတွေလေပတ်လာမှာပေါ့နော်ဘာလို့ဆိုတော့2025မှာတော့ငွေတွေမလေပတ်ဘူးငွေတွေချက်ဖြစ်တယ်နော်ကိုကအလုပ်လုပ်မယ်အလုပ်လုပ်ချင်တာတော့မှငွေတွေမလဲပတ်တာကြောင့်ပေါ့နော်လုပ်ငန်းတွေရှေ့မရောက်တာလုပ်ငန်းတွေကြန့်ကြာတာလုပ်ငန်းတွေတိုးလို့တန်းလောင်ဖြစ်တာအဲ့လိုတွေဖြစ်တတ်တာမို့လို့ပေါ့နော်ဒါပေမဲ့ဒီ2026 5လပိုင်း6လပိုင်း9လပိုင်း10လပိုင်းဒီ4လဂျားထဲမှာပေါ့နော်ငွေတွေပြန်ပြီးတော့လဲပတ်လာမယ်ငွေတွေပြန်ပြီးတော့စီးဆင်းမှုအားကောင်းလာမှာပဲဖြစ်ပါရဲ့ရှင့်8လပိုင်းကနေပြီးတော့12လပိုင်းအထိပေါ့နော်ဒီ4လကာလအခြေအနေကာလကတော့ကိုစူးစမ်းသမျှအရာတွေအကျိုးဖြစ်လာပြီးတော့ရည်မှန်းချက်တွေတစ်စင်ပြီးတစ်စင်အောင်မြင်လာမှာပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့သတိထားပေးရမှာကတနင်္လာသားသမီးတွေကဘယ်လုပ်ငန်းကိုပဲလှုပ်ဘာပဲလှုပ်အတိုက်ခံလေးတွေရောရှိရရှင်အတိုက်ခံဆိုတာကကိုကဟိုဒီလုပ်ငန်းလေးလုပ်တယ်ပေါ့နော်ဥပမာကိုကဟိုအေးဆိုင်လေးဖွင့်နေဆိုပါစို့ तू ကပါအေးဆိုင်တာဖွင့်တာเนาะအဲ့လိုပုံစံမျိုးတွေလိုက်ဖွင့်တာကိုကိုလိုက်ပြိုင်တာမျိုးလေးကိုကအထည်ဆိုင်ဖွင့်နေဆိုပါစို့ကိုနဲ့အတူတူအထည်ဆိုင်လိုက်ဖွင့်တာအဲ့လိုမျိုးလေးတွေတော့အတိုက်ခံမနာလိုဒါလေးတွေရှိတတ်တယ်စီးပွားပြိုင်ပွဲလေးတွေရှိတတ်တာမို့လို့အထူးဂရုစိုက်ပေးဖို့မှာချင်ပါတယ်ရှင်အဲ့ဒါတော့ဆင်မတော့အတိုက်ခံတွေအနှောက်အယှက်တွေရှိရဲ့အတွက်ဘာတွေလုပ်ပြရမလဲဆိုတော့စာရင်ရှောင်လေးတွေကိုဒီဗီဒီယိုရဲ့နောက်ဆုံးမှာပြပြပေးသွားမှာမို့လို့ဆင်မဒီဗီဒီယိုလေးကိုစောင့်ကြည့်ဖို့မှာချင်ပါတယ်ရှင်ပြီးရင်ကျမ်းမာရေးတနင်္လာသားသမီးတွေကဒီရဲ့ပိုင်းပေါ့နော်ဟိုအဓိကခန္ဓာကိုယ်ပင်ပန်းတာတဲ့စိတ်ပင်ပန်းမှုကြောင့်ခန္ဓာကိုယ်အဲ့လိုမိုက်ကနေဖြစ်သွားတာပင်ပန်းသွားတာလေးတွေဖြစ်တတ်တယ်နော်အဲကြောင့်မလို့ကျမကြီး view site ပေးခေါင်းကိုက်တာတို့မူးဝေတာလေးတွေဖြစ်တတ်တာမို့လို့ view site ပေးနော်ကျွန်တော်ကတော့ကြီးမားမားစိုးရိမ်စရာတော့မရှိဘူးတနင်္လာသားသမီးတွေကပေါ့နော်အခြေမှာတော့အတိတ်ကိုဆွလွတ်နိုင်ရင်အစ်စ်မှာလှပလာမှာပဲဖြစ်ပါတယ်ရှင်ကျမတို့လက်လွတ်တင်တာတွေလက်လွတ်ပင်ပါကိုနာကျင်ရမယ့်အရာတွေကိုမလုပ်ပါနဲ့ပေါ့နော်ကိုအရန်နာကျင်နေမှတည်ရတဲ့ဆွဲထားရင်ကိုပဲပင်ပန်းနေဒါကြောင့်အချစ်မှာကိုကအတိတ်ကနေပြီးတော့လွတ်မြောက်နိုင်မယ်ဆိုရင်ရုံထွက်နိုင်မယ်ဆိုရင်အနာဂတ်မှာလှပတဲ့အိမ်မက်တွေကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်ရှင်လာသားသမီးအလုပ်တွေအရန်လုပ်တဲ့အတွက်ပေါ့နော်အိမ်အောင်ဘက်အပေါ်မှာပေါ့နော်ကိုကဟိုအချိန်မပေးမှုတာလေးတွေရှိရဲတခါလေးကြာရင်စကားသိချတာမှပြောဖြစ်တာလေးရှိရဲပေါ့နော်အဲ့အတွက်အိမ်အောင်ဘက်ပေါ်မှာဂရုမစိုက်တာမှုလေးရှိရဲအတွက်ပေါ့နော်ကိုလည်းအနားယူရင်အိမ်အောင်ဘက်အပေါ်တယောက်နဲ့တယောက်နားလည်မှုအပြည့်နဲ့ရှေ့ဆက်ပါလို့ဆံမလေးကတော့မှာချင်ပါတယ်ရှင့်မိသားစုပေါ်အချိန်ပေးပါလို့ဆံမလေးကတော့မှာချင်ပါတယ်ရှင့်ဒါဆိုရင်တာယာတဲ့အိမ်အောင်ကြီးကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်ရှင့်နင်းလာသားသမီးတွေပေါ့နော်ဒီ2026မှာလို့သမျှကိုင်သမျှအဆင်ပြေအောင်နော်ငွေသမျှငွေမြဲအောင်နော်ဒါမှမဟုတ်ငွေကြီးတွေလဲပတ်အောင်နော်ဒါမှမဟုတ်ကိုလို့သမျှကိုင်သမျှအရာရာအားလုံးအစင်ပြေချုံးမွေးနိုင်အောင်အခြေရလူမှုရေးအိမ်တော်ရေးစီးပွားရေးကျန်းမာရေးအဘက်ကရှိတဲ့အရာတွေအားလုံးအစင်ပြေအောင်ပေါ့နော်ဆမကရေတရာကောင်းလေးတစ်ခုကိုပြပပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့ဒီရေတရာကအရန်ကိုလည်းကိုရုပ်ရှင်ပါတယ်ဆမတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမကြီးကိုထောပတ်သမင်းနဲ့တန်ညာရီတစ်ခွက်ကလူပူဇော်ပေးပါရှင်ထောပတ်သမင်းကလည်းကိုကထောပတ်လေးအတုံးလေးပေါ့နော်စီလေးနဲ့ထည့်ပြီးတော့ထမင်းလေးနဲ့လှိပ်ပြီးတော့အဲ့လိုမျိုးကြော်ရင်လည်းရတယ်ရှင်ထောပတ်သမင်းဖြစ်ရင်ပြီးပြီပေါ့နော်ဒါရေတရာသဘောအနေနဲ့ပေါ့နော်မြတ်စွာဘုရားရှင်ကိုလှူဒန်းတဲ့စိတ်ပေါ့နော်ကိုယ့်ရဲ့ကုသိုလ်စိတ်ကဒါအဓိကပေါ့နော်ထောပတ်သမင်းလေးဝဲရခတ်နေတဲ့သူတွေအတွက်ကတော့ဆမပြောတဲ့သူမျိုးလေးလုပ်ကြည့်လိုက်ပေါ့နော်ထောပတ်သမင်းနဲ့တန်ညာရီတစ်ခွက်ကလူပူဇော်ပေးပါရှင်ပြီးရင်ဆမလာစင်လာတိုင်းအမြဲတမ်းလုံနေကြပို့အတွက်လမ်းညွှန်ပေးတဲ့ရေတရာလေးကတော့တန်ညာသီးကိုလုံးပဲလှူပေးပါရှင်တန်ညာသီးကိုလုံးနွမ်းလာနေဆိုမှပြန်ပြီးတော့အသုံးမပြုပါနဲ့အញ្ញံအတိုက်ခိုက်တွေရှိတတ်လို့ပါရှင်ဒါတွေအားလုံးကတော့ဆမတို့ကုသိုလ်ရေရလေးတွေဖြစ်တဲ့အတွက်ပေါ့နော်တကယ်အားဖြစ်လဲအထောက်အကူပြုတယ်ကိုယ့်ရဲ့လုပ်ငန်းတွေလည်းအဆင်ပြေလာမှာပဲဖြစ်ပါတယ်ရှင့်ကဲဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကို like share လေးလုပ်ပေးဖို့မမေ့နဲ့နော်ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းအောင်အရဟံမိမိနေနံလေးတွေမှန်ထားပေးပါဆမလေးတူတယောက်စီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင့်ဆမစီမံ2026အတွက်ပေါ့နော်ဗီဒီယိုမေးချင်တဲ့သူတွေကတော့တူတယောက်စီတိုင်းကိုဆမလေးကဖုန်းဆက်ပြီးတော့ဒီချာလေးပြောပေးတဲ့အတွက်ပေါ့နော်ဆမလေးနဲ့အတူတူလာရောက်တိုင်ပင်ဆွေးနွေးချင်တဲ့သူတွေကတော့ဆမလေးစီမှာ Messenger မှာလာရောက်ပြီးတော့ဆွေးနွေးလို့ရပါတယ်ရှင့်ဆမရဲ့ Fiber 39691039ဒီ Fiber DKB ဒီနံပါတ်တစ်ခုတည်းသာသုံးပါတယ်ရှင့်ကျန်တာအားလုံးဆိုရင်အတူပါရှင့်ဆမလေးသွန်းခတ်မီအတန်ကြားမှငွေလဲပေးပါရှင့်ဟုတ်ကဲ့ပါရှင့်ဆမရဲ့ဒီဗီဒီယိုလေးကို like share လေးလုပ်ပေးဖို့မမေ့နဲ့နော် TikTok မှာဆိုရင်လည်း 1.3 million နော် Facebook မှာဆိုလည်း
follower 3 သိန်းနီးပါးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးဒီနေ့ဒီချိန်ထိရောက်အောင်ကိုညီပံ့ပိုးပေးကြတော့ဆရာများနဲ့ပေါ့နော်အခုလိုမျိုး900သားသမီးတွေရဲ့အဲ့လို like and share လုပ်ပေးတဲ့သူတွေအတွက်ကိုဇမကဒီကနေပြီးတော့ဂါရပြုအပ်ပါတယ်ရှင့်ပြီးရင်ဇမကိုဒီလိုမျိုးတေချာလေးပေါ့နော်ဇမရဲ့လက်ညှိုးမှုတွေကိုတေချာလေး like လုပ်ပြီးကြတဲ့900သားသမီးတွေဦးတော်မမတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်နှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေနေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုတွေရရှိပြီးတော့တထေးမာကြီးတွေဖြစ်ပါစေလို့ဇမလေးကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်အားလုံးပဲကျေးဇူးထူးတင်ပါတယ်ရှင့်